အလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါရယ်နှုတ်ပတ်တော်အလင်းသာသနာ Facebook page ကနေနေ့စဉ်နေ့မြခွန်အားယူနေကြတဲ့မိဘများကိုဒီနေ့ကနေစပြီးနေ့စဉ်10မိနစ်စာနှုတ်ပတ်တော်ကိုဝင်ငါသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကနေစပြီး10မိနစ်စာနှုတ်ပတ်တရားတော်ကိုခံယူဖို့ရအချိန်အကြာကြီးပေးစရာမလိုပဲ10မိနစ်စာဖြစ်ဘုရားသခင်နှုတ်ပတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့အယောင်ချင်းစီတိုင်းအတွက်အကျိုးဖြစ်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မို့10မိနစ်စာဒေသနာအစီအစဉ်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။အကြောင်းဒီနေ့ခွန်အားပေးခြင်းတဲ့အရာကဘုရားသခင်နိုင်ငံတော်ကိုဥစွာရှာကြလို့ဆိုတဲ့ခေါင်းစဉ်နဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်။ချစ်တော်မိတ်ဆွေများတင်တဲ့ကျွန်တော်တို့ဘဝအတွက်အရင်ဦးဆုံးဦးစားပေးနေတဲ့အရာကဘာလဲ။ရွှေလားငွေလားအလုတ်အကင်ကိုလားဒါမှမဟုတ်ဖရာသခင်ကိုလားစဉ်းစားကြည့်ရအောင်ချမတ်တဲ့ခရစ်ဝင်အခန်းကြီး6ခန်းငယ်33မှာကဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာကြလော့နောက်မှထိုအရာများကိုထပ်ရွက်ပေးတော်မူမည်လို့မိန့်တော်မူပါတယ်လူတွေကမနှက်ဖြန်အတွက်စိုးရိမ်နေကြပေမဲ့ယေရှုခရစ်တော်ဖရာကဖရာသခင်ကိုသာဦးစားပေးပါကျန်တာတွေကိုဖရာသခင်ထောက်ပံ့ပေးမယ်လို့ဂတိပေးထားတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အတင်းရဲ့အသက်တာမှာဖရာသခင်ကိုပထမနေရာထားဖို့ရန်အတွက်ဆုံးဖြတ်ချက်ချလိုက်ဖို့ပြောချင်ပါတယ်ဆိုတော့အဆုံးသတ်နေတဲ့ပြောချင်တာကဖရာသခင်ကိုဦးစားပေးတဲ့အသက်တာကိုဒီနေ့ကစပြီးအသက်ရှင်ကြပါစို့လို့ခွန်အားပေးရင်နှိုးဆော်လိုက်ပါစေ။အကြောင်းမို့ဒီမနေ့ကနေစပြီးဘုရားသခင်နိုင်ငံတော်ကိုဥစွာရှာတော်သူတယောက်အနေဖြင့်ဘာမှမလုပ်ခင်မှာကျွန်တော်တို့9မိနစ်လောက်တမန်ကျမ်းစာဖတ်ရှုပြီးဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့အမှုအရာကိုအနည်းစဉ်အသက်တာကိုစပြုကြရအောင်။ဒါကဘုရားသခင်ကိုဦးစားပေးတယ်ဆိုတဲ့လက်တွေ့အကျင့်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။